အားလုံးပဲမင်္ဂလာပါဗျမကြခင်1 Semi-Time မှာကြည့်ရှုရမယ့်မြန်မာ Fighter 3ရဲ့အကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒီ Fighter 3ယောက်ကတော့တွဲလင်းထက်နဲ့ပွဲဝေးနေနဲ့ဆိုလင်ဦးနဲ့ Slide ထိုင်ခွေးရှိန်လို့ဖြစ်ပါတယ်အဲ့ဒီတတိချက်လက်ကိုဘယ်ရတာလဲဆိုရင်ကျွန်တော်ဒီကိုဖြိုးဝေကနေပြောဒီသူတို့ရဲ့ manager ပေါ့နော်သူတို့ရဲ့ manager ကနေသူရဲ့ social media ကနေပဲဒီနေ့တင်ထားတာတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့နားလည်မိတာကတော့မကြခင်ဒီ fighter 3ယောက်ပွဲတွေလာတော့မယ်လို့ယူဆရတယ်ပေါ့နော်ဒီ fighter 3ယောက်မှာဆိုရင်တွင်းလက်တဲ့ဆိုရင်ဒီရိုးရ fighter တွေထဲမှာပေါ့နော်2025ခုနှစ်မှာဆိုရင်ဆက်ဆောင်ရင်အကောင်ဆုံး fighter တူဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ပြောရတယ်ဆိုလို့ရှိရင်ဒီ2025ခုနှစ်မှာဆိုရင်သူက9ဘဲထိုးတယ်ဒီ2ပွဲနိုင်တယ်ပေါ့နော်အဲ့ဒီပွဲမှာဆိုရင်3ပွဲကိုအလဲထိုး KO နဲ့အနိုင်ယူခဲ့တဲ့မှတ်တမ်းရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီသူ့ရဲ့ဒီ1 Semi-Time မှာကစားခဲ့တဲ့ဒီ9ပွဲမှာဆို6ပွဲထိကိုပေါ့နော်ပြိုင်ဘက်တွေကို knock down ကြောက်ထိုးနိုင်ခဲ့တဲ့ပထမဆုံးမြန်မာ fighter လည်းဖြစ်တယ်တယောက်တော့ဆိုလင်းပေါ့နော်ဆိုလင်းကတော့ဒီမြန်မာရိုးရ fighter တွေထဲမှာပထမဆုံးဒေါ်လာ3သိန်းတန်စာချုပ်ရရှိတဲ့ fighter တို့ဒီ1 Semi-Time မှာဆိုရင်6ပွဲထိုးတယ်3ပွဲနိုင်တယ်3ပွဲရှုံးနေထားပါတယ်ဒီလာမယ့်ပွဲမှာသူအနေနဲ့ဘယ်လိုမျိုးပြင်ဆင်လာမလဲဆိုတော့ကျွန်တော်အနေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်တော့ကျွန်တော်ချင်း fighter လေးဖြစ်တဲ့ Slide ထိုင်ခွေးရှိန်ဖြစ်တယ်ပေါ့နော် Slide ထိုင်ခွေးရှိန်ကတော့ဒီ2025ခုနှစ်မှာထိုးထားတယ်ပေါ့နော်သူက1မှာတပွဲပဲထိုးရသေးတယ်ဒါပေမဲ့သူအနေနဲ့ပေါ့နော်ကန်ဆိုးရတာကဘာဖြစ်လို့လဲဆိုတော့ဒီပထမဆုံးဆက်ထိုးခြင်းပွဲမှာဆိုရင်ထိုင်းရဲ့နမကြီး fighter ဖြစ်တဲ့စွန်ချန်နိုင်နဲ့သူထိုးခဲ့ရပါတော့เนาะအဲ့ပွဲမှာဆိုရင်သူအမှန်နဲ့ရှုံးခဲ့တယ်ပေါ့เนาะအဲ့ဒီ Thai fighter ကဆိုရင်တကယ်တမ်းကျတော့ဒီ champion ကပတ်ကိုလူးလို့ရတဲ့အနေအထားမှာရှိတဲ့ fighter ပေါ့เนาะလိုက်တိုင်ပြီးရှင်ရဆိုရင်အသက်ကတော့22နှစ်ကျော်ပဲရှိသေးတယ်ပြီးခဲ့တဲ့ဒီ2025ခုနှစ်အောက်တိုဘာလကဘာမှတပွဲထိုးတာပေါ့เนาะ Thai နာမည်ကြီး fighter စွန်ချန်နိုင်းကိုအမှန်နဲ့ရှုံးနေထားတယ်ပေါ့เนาะဒါပေမဲ့လည်းဒီချင်း fighter တွေကအလားလာရှိတဲ့ fighter ဖြစ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူနဲ့ထိုးခဲ့ရတဲ့ဒီ Thai fighter စွန်ချန်နိုင်းရဆိုရင်1မှာသူနဲ့တွေ့တော့ပါပေါ့เนาะ10ပွဲထိုးထားတဲ့တပွဲပဲရှုံးနေထားတဲ့ဒီ record အကောင့်ပိုင်ဆိုင်ထားတဲ့ fighter တူဖြစ်တယ်ပေါ့နော်ဒီတော့ဒီရိုးရ fighter ရဲ့ပွဲကိုကျွန်တော်မကြခင်စောင့်ကြည့်ရမှာဖြစ်တဲ့ကြောင်းကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်